ခုနှစ်2154အဲ့ဒီအချိန်မှာကဘာမြေရဲ့တယံဇာတတွေဟာကုန်ခန်းနေပါပြီ RDA လို့ခေါ်တဲ့တယံဇာတဖွံ့ဖြိုးရေးအုပ်ချုပ်မှုအဖွဲ့ကြီးဟာ Alpha Centauri ကျေစုတဲကပန်ဒိုရာဆိုတဲ့ဂျိုးပေါ်မှာအန်အော့တင်နီယန်ဆိုတဲ့တန်ဖိုးအလုံးကြီးရဲ့တွင်းထွက်သတ္တုကိုတူးဖော်နေပါတယ်ပန်ဒိုရာကျွန်းရဲ့လေထုကလူတွေအတွက်အစိတ်တောက်ဖြစ်ပြီးအဲ့ဒီဂျိုးပေါ်မှာတော့ပေ30ပေလောက်ရှိတဲ့အသားပြာရောင်နဲ့တဘာဝတရားနဲ့အညီလိုက်ရောညီထွေနေထိုင်တတ်တဲ့နာဗီလူသားမျိုးနွယ်တွေနေထိုင်ကြပါတယ်ပန်ဒိုရာဂျိုကိုစူးစမ်းရှာဖွေဖို့အတွက်မျိုးရိုးဗီဇကိုက်ညီတဲ့လူသားသိပ္ပံပညာရှင်တွေကဘာသာလို့ခေါ်တဲ့နာဗီနဲ့လူသားဆက်ထားတဲ့ခန္ဓာကိုယ်တွေကိုအသုံးပြုကြပါတယ်။ခြေထောက်မတန်ဆွမ်းတော့တဲ့ရေတက်သားဂျိတ်ဆူလီဟာဒီအစီအစဉ်အတွက်စီးရင်ပေးထားပြီးသားသူ့ရဲ့တည်ဆုံသွားတဲ့အမွှာကိုနေရာမှာအစားထိုးဖို့ပန်ဒိုရာကိုပို့လိုက်ခြင်းခံရပါတယ်။ဘာသာအစီအစဉ်ရဲ့အကြီးအကဲဒေါက်တာဂရစ်ကတော့ဂျိတ်ဟာအရေးချင်းမပြည့်မီဘူးလို့ယူဆပေမဲ့သူ့ကိုတတ်တော်ဆောင်ဖြစ်တော့လက်ခံလိုက်ရပါတယ်။တနေ့မှာတော့ဂျိတ်ဟာဂရစ်နဲ့ဒေါက်တာနှုံတို့ရဲ့အဘာသာတွေကိုအဆောင်လိုက်ရင်ပန်ဒိုရာရဲ့တောရိုင်းတိရစ္ဆာန်တွေတိုက်ခိုက်တာခံရပြီးတောထဲကိုထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီမှာပဲနာဗီအမျိုးသမီးတေးကသူ့ကိုကယ်တင်ခဲ့ပါတယ်။နိမိတ်ကောင်းတစ်ခုကိုတွေ့လိုက်ရတာကြောင့်နတေးရီဟာဂျိတ်ကိုသူမရဲ့မျိုးနွယ်စုစီခေါ်သွားခဲ့ပါတယ်။မျိုးနွယ်စုရဲ့ဝိညာဉ်ရေးရခေါင်းဆောင်နတေးရီရဲ့အမေဖြစ်သူမိုအက်ကဂျိတ်ကိုသူတို့လူအဖွဲ့အစည်းတွေဝင်ဆက်နိုင်ဖို့တမီးဖြစ်သူကိုလေ့ကျင့်တင်ကြားပေးဖို့အမိန့်ပေးလိုက်ပါတယ်။ဒီအချိန်မှာပဲ RDA လုံခြုံရေးတပ်ဖွဲ့ရဲ့အကြီးအကဲဗိုလ်မှူးကြီးမိုက်စကွာရစ်ကဂျိတ်ကိုတခုကမ်းလှမ်းလာပါတယ်။အကယ်၍ဂျိတ်တာနာဗီတွေအကြောင်းနဲ့သူတို့စုဝေးရနေရအန်အော်တေးနီယန်တတူကျော်အများကြီးရှိတဲ့မိခင်တစ်ပင်လို့ခေါ်တဲ့အေယာမတစ်ပင်ကြီးအကြောင်းသတင်းအချက်လက်တွေပေးနိုင်ခဲ့ရင်သူ့ရဲ့ခြေထောက်တွေကိုကုမ္ပဏီကပြန်ကောင်းအောင်လုပ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒီအကြောင်းကိုသိသွားတဲ့အခါဂရစ်ဟာသူမရဲ့ဂျိတ်ရဲ့နှုံရဲကိုတခြားစခန်းတစ်ခုစီပြောင်းရွှေ့လိုက်ပါတယ်။ဒီလိုနဲ့ဂျိတ်ဟာမျိုးနွယ်စုတွေတဖြည်းဖြည်းဝင်ဆက်လာရင်သူနဲ့နတေးရီတို့ဟာချစ်ကြိုက်သွားကြပြီးတယောက်ကိုတယောက်အဖို့ဖြစ်ရွေးချယ်ခဲ့ကြပါတယ်ဒါပေမဲ့ဂျိတ်ဟာနာဗီရီရဲ့အထွတ်အမြတ်ထားရာနေရာတစ်ခုကိုချင်းချောက်နေတဲ့ဘူဒိုဇာတစ်စီးကိုဖျက်ဆီးဖို့ကြိုးစားတဲ့အခါအုပ်ချုပ်သူပါကာဆယ်ဖရစ်ကမိခင်တစ်ပင်ကိုဖျက်ဆီးဖို့အမိန့်ပေးလိုက်ပါတယ်မိခင်တစ်ပင်ကိုဖျက်ဆီးလိုက်ရင်ဖန်ဒိုရာရဲ့ဇီဝကွန်ရက်တစ်ခုလုံးပျက်စီးသွားနိုင်တယ်လို့ဂရစ်ကဘလို့ပဲငင်းခုန်တားမြစ်ပါစေဆယ်ဖရစ်ကနာဗီရီကိုပေးလို့ရရွှေ့ပြောင်းဖို့ဂျိတ်နဲ့ဂရစ်ကိုအချိန်တနာရီပဲပေးခဲ့ပါတယ်ဂျိတ်ကသူဟာဒလန်တယောက်ဖြစ်ခဲ့ကြောင်းဝန်ခံလိုက်တဲ့အခါနာဗီရီဟာသူနဲ့ဂရိစကိုဖမ်းဆီးလိုက်ကြပါတယ်တိတ်မကြခင်မှာပဲကွာရချာရဲ့တပ်ဖွဲ့တွေဟာမိခင်တစ်ပင်ကိုဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနတေးရီရဲ့အဖေမျိုးနွယ်စုအကြီးအကဲအပါအဝင်လူပေါင်းများစွာတေဆုံးခဲ့ရပါတယ်။မိုအက်ဟာဂျိတ်နဲ့ဂရစ်ကိုပြန်လွတ်ပေးလိုက်ပေမဲ့သူတို့ဟာအဖာရာခန္ဓာကိုယ်တွေနဲ့အဆက်အသွယ်ပြတ်တောက်သွားပြီးကွာရီရဲ့တပ်ဖွဲ့တွေကသူတို့ကိုဖမ်းဆီးချုပ်နှောင်လိုက်ပါတယ်။ကွာရီရဲ့ရက်စက်ကြမ်းကြုတ်မှုကိုဆက်ဆုပ်ယွန်ရှာသွားတဲ့လေရင်မှုထရူဒီချာကွန်ကတော့ဂျိတ်ဂရစ်နဲ့နှုံတို့ကိုဂရစ်ရဲ့စခန်းစီလေရင်နဲ့ခေါ်ဆောင်ထွက်ပြေးခဲ့ပါတယ်။ထွက်ပြေးနေတော့မှပဲဂရစ်ဟာတနက်တန်ရာရရှိသွားခဲ့ပါတယ်ဂျိတ်ဟာနာဗီရီကြောက်ရွံ့ပြီးကိုးကွယ်ကြတဲ့ငကားလိုတရဝါကြီးတူယူနဲ့သူ့ရဲ့စိတ်ကိုချိတ်ဆက်ပြနိုင်ခဲ့တဲ့အတွက်နာဗီရီရဲ့ယုံကြည်မှုကိုပြန်လည်ရရှိခဲ့ပါတယ်။အထွတ်အမြတ်ထားရာဝိညာဉ်များရဲ့တစ်ပင်စီမှာဂျိတ်ဟာဂရစ်ကိုကယ်တင်ပေးဖို့မိုအက်ကိုတောင်းပန်ခဲ့ပါတယ်။မျိုးနွယ်စုဟာဝိညာဉ်များရဲ့တစ်ပင်ရဲ့အကူအညီနဲ့ဂရစ်ရဲ့ဝိညာဉ်ကိုသူမရဲ့အပါရာခန္ဓာကိုယ်ထဲလွှဲပြောင်းပေးဖို့ကြိုးစားခဲ့ပေမဲ့သူမတည်ဆုံသွားခဲ့ပါတယ်။မျိုးနွယ်စုအကြီးအကဲအသည့်ရဲ့ထောက်ခံမှုနဲ့အတူဂျိတ်ဟာမျိုးနွယ်စုအားလုံးကိုစီယုံပြီး RDA ကိုပြန်တိုက်ခိုက်ဖို့ဆော်ဩလိုက်ပါတယ်ကွာရစ်ကနာဗီရီစိတ်တက်ကြသွားအောင်ဝိညာဉ်တစ်ပင်ကိုဝင်တိုက်ဖို့စီစဉ်ပါတော့တယ်ဂျိတ်ကတော့ဝိညာဉ်တစ်ပင်နဲ့သူ့ရဲ့စိတ်ကိုချိတ်ဆက်ပြီးနာဗီရီရဲ့နတ်ဖျားမအေဝါစီကိုဆူတောင်းခဲ့ပါတယ်ဒီတိုက်ပွဲမှာမျိုးနွယ်စုအကြီးအကဲတစ်ရောလေရင်မှုထရူဒီပါဆုံးရှုံးမှုတွေအများကြီးနဲ့အတူကြာဆုံးခဲ့ရပါတယ်ဒါပေမဲ့ဖန်ဒိုရာရဲ့တော်ရိုက်တရိတ်ဆန်တွေဟာမမျှော်လင့်ပဲတိုက်ပွဲထဲဝင်လာပြီးလူသားတွေကိုပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက်နာဗီရီအသက်ဘေးကလွတ်မြောက်ခဲ့ရပါတယ်ဒါကိုနတီရီကဂျိတ်ရဲ့ဆူတောင်းကိုအေဝါကတုတ်ပြန်လိုက်တာပဲလို့အတိတ်ပဲဖွင့်ဆိုခဲ့ပါတယ်ဆက်ရုပ်ဝတ်စုံကြီးဝတ်ထားတဲ့ကွာရစ်ကတော့ပြက်ကျသွားတဲ့လေရင်ထဲကလွတ်မြောက်လာပြီးဂျိတ်ရဲ့လူသားခန္ဓာကိုယ်အစစ်ရှိနေတဲ့အဘာရာချိတ်ဆက်ခန်းကိုဖွင့်ချဖျက်ဆီးလိုက်ပါတယ်။ဒါကြောင့်ဂျိတ်ရဲ့ခန္ဓာကိုယ်ဟာဖန်ဒိုရာရဲ့အစိမ့်ငွေတွေနဲ့တိုက်ရိုက်ထိတွေ့သွားပါတော့တယ်။ကွာရစ်ဟာဂျိတ်ရဲ့အဘာရာလေဘင်းကိုဓာတ်နဲ့လိဖြတ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲဒီရောက်လာပြီးသူ့ကိုတက်ဖြတ်လိုက်ပါတယ်။နတီရီဟာဂျိတ်အသက်ရှူချက်တာကနေကယ်တင်လိုက်ပြီးသူ့ရဲ့လူသားပုံစံအစစ်ကိုပထမဆုံးအကြိမ်ဖြစ်မြင်တွေ့လိုက်ရပါတယ်။အဆုံးမှာတော့ဂျိတ်နုံနဲ့တခြားရွေးချယ်ခံရတဲ့လူတချို့ကလွဲလို့လူသားအလုံးကိုဖန်ဒိုရာဂျိုဘော်ကနေနှင်ထုတ်လိုက်ပါတယ်ဂျိတ်ကတော့ဝိညာဉ်များရဲ့တစ်ပင်ရဲ့အကူအညီနဲ့သူ့ရဲ့ဝိညာဉ်ကိုအဘာရာခန္ဓာကိုယ်ထဲကိုအပြီးတိုင်လွှဲပြောင်းရွှေ့ပြောင်းလိုက်ပြီးနာဗီတယောက်ဖြစ်ထာဝရအသက်ရှင်နေထိုင်သွားပါတော့တယ်အဆုံးအထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ပါတယ် channel လေးကို like and subscribe လုပ်တော့ပေးကြပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့